အမျိုးသားကဒေတာတွေကိုလှမ်းကြည့်လိုက်တာနဲ့တူလုံးအတူတွေမှချစ်ချင်းတည်လိုက်တယ်အဲ့ဒီအချိန်မှာပဲလုံသားတယောက်ကမတော်တဆချီချင်းဝစ်လဲသွားပြီးတော့ဒေတာတွေကမြေပြင်ပေါ်ကိုပြုတ်ကျသွားတယ်ကြီးကြပ်ရေးမှုကအလုံသမားကိုရိုက်ဖို့လက်မြောက်လိုက်တာကိုအမျိုးသားကရှိတက်ပြီးတားလိုက်တယ်တီတစ်တွေပြန်ရင်မင်းတို့10ယောက်တောင်းတောင်ရောစင်မရှိဘူးလို့ကြီးကြပ်ရေးမှုကအော်ပြောတယ်ဒါပေမဲ့အမျိုးသားကမင်းရဲ့ညစ်ပတ်တဲ့လောက်ရက်တွေပေါ်ကုန်မှာကြောက်နေတာလားလို့ပြန်မေးလိုက်တယ်ချစ်ချင်းတော်သားထွက်ပြီးကြီးကြပ်ရေးမှုကအမျိုးသားကိုရိုက်ဖို့ကြွားတော့မှပဲအမျိုးသမီးတယောက်ကအချိန်မီရောက်လာပြီးသူတို့ကိုဆွဲခွဲလိုက်တယ်သူမကအန်တော်သူတို့ကြည့်ပြီးတော့အမျိုးသားကိုဘာဖြစ်ခဲ့တာလဲလို့မေးတယ်လက်တုံးပြန်မှာကိုကြောက်တာကြောင့်အမျိုးသားကမပြောရဲခဲ့ဘူးအမျိုးသမီးကဘယ်သူမှသူ့ကိုဒုက္ခပေးရဲမှာမဟုတ်ဘူးလို့အာမခံပြီးစိတ်ချလက်ချပြောပြတော့မှသူကတက်တိရှိရှိနဲ့ဒီတစ်သားတွေအကုန်လုံးအတူတွေပဲလို့ပြောလိုက်တယ်သူကအတူတစ်ချောင်းကိုကောက်ကင်ပြီးတစ်သားတွေကိုတစ်ချက်ထဲရိုက်ချက်လိုက်တာနဲ့အပိုင်းပိုင်းကြေသွားလေဒါကိုမြင်တော့ကြီးကြပ်ရေးမှုကအမျိုးသမီးကိုချစ်ချင်းခွင့်လို့ထိုးတောင်းပန်တယ်အမျိုးသမီးကလည်းအယံတော်သားထွန်းတီသူ့ကိုပြင်းပြင်းထန်ထန်အပြစ်ပေးလိုက်တယ်နောက်ပိုင်းမှာတော့အမျိုးသမီးကသူကတစ်သားအချောင်းကိုကျွမ်းကျင်သူမှန်တီးလို့အမျိုးသားကိုလာရှာတယ်လေလံပွဲကတစ်သားတွေလေလံဆွဲဖို့အတွက်များပြားတဲ့ငွေကြေးပေးပြီးကူညီသေးဖို့ကမ်းလှမ်းတယ်ဒီလေလံပွဲမှာတော့ထူးခြားတဲ့စီကံတစ်ခုရှိတယ်တစ်သားတွေအားလုံးကိုအဝတ်တွေနဲ့ဖုံးအုပ်ထားတယ်ဝယ်သူတွေကကိုက်ကြည့်လို့ရတယ်နမ်းကြည့်လို့ရတယ်ဒါပေမဲ့ဘလူအခြေအနေမျိုးမှာအဝတ်ကိုလှမ်းကြည့်ခွင့်မရှိဘူးပြီးရင်သူတို့လေလံဆွဲမဲ့ဈေးကိုပိုပြားပေါ်မှာရေးရတယ်အမြင့်ဆုံးဈေးပြတဲ့သူကအနိုင်ရမှာပေါ့လူအုပ်ကြီးကတစ်သားသုံးဖုံကိုစစ်ဆေးဖို့အရှိကိုတိုးဝေလာကြပြီးမြဲအမျိုးသားကတော့လက်လှမ်းပြီးကင်ကြည့်လိုက်တာနဲ့အချင်းတူလီအတွင်းမှာပဲအားလုံးကိုတည်သွားတယ်မကြခင်မှာပဲလေလံပွဲစတင်ခဲ့တယ်တခြားဝယ်သူတွေကစကားပြောဆွေးနွေးနေကြတော့အမျိုးသားကတော့အေးအေးဆေးဆေးမဲ့သူ့လေလံဈေးတွေကိုရေးချလိုက်တယ်ပထမဆုံးတစ်သားနံပါတ်1အမျိုးသားကဘယ်သူမှပို့ပေးမှာမဟုတ်ဘူးလို့ထင်ပြီးဒေါ်လာ2000လေလံဆွဲလိုက်တယ်ဒါပေမဲ့အေးတဲ့တယောက်ကချက်ချင်းဒေါ်လာ2000လို့ခေါ်လိုက်တယ်နောက်ထပ်တစ်သားနံပါတ်2ကိုလေတယောက်ကဒေါ်လာ2000နဲ့ပဲဝယ်သွားတယ်နောက်ဆုံးပုံကြတော့ကြံတဲ့လူတွေကဒေါ်လာ9ပဲလေလံဆွဲကြပြီးမြဲအမျိုးသားကတော့ဒေါ်လာ100ပေးလိုက်တယ်သူကအဖြူရောင်အဝတ်ကိုမုန်းတင်လိုက်တော့မြင်ရတာကပုံမှန်တစ်သားပုံတစ်ပုံပါပဲလူအုပ်ကြီးကထင်းလုတ်ဖို့ပဲခေါင်းကတစ်သားပါကွာဆိုပြီးလောင်ပြောင်ရဲမောကြတယ်ဒါပေမဲ့အမျိုးသားကတော့အရန်ပြောသွားတယ်ပြန်တော့မဲ့လူအုပ်ကိုတားပြီးသူ့နောက်မှာဝက်ထားတဲ့တစ်သားအပိုင်အစားအချို့ကိုကြည့်ခိုင်းလိုက်တယ်အဲ့ဒီခါကျမှဝယ်သူတွေကအဲ့ဒီတစ်သားအပိုင်အစားတွေဟာအင်မတန်ရှားပါပြီးတန်ဖိုးရှိတဲ့တစ်သားတွေမှသဘောပေါက်သွားကြပါတော့တယ်